မတ်လ19ရက်နေ့2025ခုနှစ်လူမြတ်ကျော်ညာကမိုက်တက်ဆက်မှုများမှာကြိုဆိုပါရဗျဒီနေ့မှာအလွန်ထူးခြားပွဲတဲ့တခုရှိနေပါတယ်အစ်စ်နေကြော်ပြီးလက်ရှိအာနာပိုင်းအဖြစ်လို့တော့မှတ်ယူနေရပြီလို့ပြောဆိုလာတဲ့တိုင်းစကားအာရကတ်တော်အာရကတ်တော်နဲ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ်တွေးဆုံတဲ့တွေးဆုံကြမယ်လို့ထိတွေ့ဆက်ဆံရမယ်လို့ဒီနေ့သတင်းထွက်ပေါ်လာပါတယ်အဆင့်UNG နိုင်ငံသားဝန်ကြီးနဲ့တွေ့တင်တာမဟုတ်ဘူးလားဆိုတော့အရကတ်တော်ဘုရားထုံညနိုင်တိုက်ပွဲကမွေးထုတ်ပေးလိုက်တဲ့ခေါင်းဆောင်မြန်မာပြည်မှာလိုအပ်နေတဲ့ national leader တို့မြို့သားခေါင်းဆောင်အဆင့်တရိပ်ရိပ်တက်လန်းလာနေပြီလားကျွန်တော်ရဲ့အမေစုဆိုတဲ့တောင်ဆန်းစုကြည်ကတော့နိုင်ငံတော်ရဲ့ဂုဏ်ထူးဆောင်အတိုင်ပင်ခံကြီးမြတ်သောအမျိုးသမီးတယောက်သို့တော်လက်တွေ့မှာတကယ်ဥဆောင်မဲ့စီနိုင်ငံသားရေးတန်တမန်ရေးအစရှိတဲ့အဓိကတော့လက်ရှိကာလစစ်ရေးပေါ့ဗျာဘို့ထွန်းမြတ်လိုက်လို့ခေါင်းဆောင်မျိုးဟာ national leader ဖြစ်ထိုက်သလားဖြစ်တဲ့လားဖြစ်ရမှာလားဖြစ်ဖို့လိုအပ်နေပြီလားဗမာပြည်မှာအမျိုးသားခေါင်းဆောင်ဆိုတဲ့အဆင့်ခေါင်းဆောင်တဦးရဲ့နောက်ကိုစိုက်မက်လိုက်မဲ့ပြည်သူလူထုနဲ့တော်လှန်ရေးတပ်တွေအသင့်ရှိနေပါတယ်ဒါပေမဲ့ခေါင်းဆောင်မှုပြောင်းဆုံးနေတဲ့လေဟာနဲ့အခြေအနေကြီးမှာအခုဆိုရင်စံတဝဝနဲ့ပေါ့ဗျာဒီကနေ့အာရကတက်တော်နဲ့ဗိုလ်ချုပ်အာရကတက်တော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်အစရှိတဲ့တာဝန်ရှိသူနဲ့ကုလသမဂ္ဂအထွေထွေမှုချုပ်မစ္စတာဂရာဒတ်တို့ဆွေးနွေးမှုများပြုလုပ်ရမည်ဟုမိမိအနေနဲ့ယုံကြည်ကြောင်းကုလသမဂ္ဂအထွေထွေမှုချုပ်ကဒီကနေ့ပြောကြားလိုက်ပါတယ်ဘင်္ဂလားဒေ့ရှ်မှာ4ရက်တာရောက်ရှိနေတဲ့အန်တိုနီယိုဂူဒါရက်မလ15ရက်နေ့စနေနေ့မှာပြောလိုက်တာဖြစ်ပါတယ်ရခိုင်ပြည်နယ်ကရခိုင်ပြည်ကရင်ဂျာလူလူအခွင့်အရေးတွေကိုအပြည့်အဝလေးစားလိုက်နိုင်ရေးအတွက်အာခတ်တက်တော်နဲ့ထိတွေ့ဆက်ဆံဖို့အရေးကြီးတယ်အဲ့တော့အင်မတန်ထူးခြားတယ်အင်မတန်ကိုအခင်းအကျင်းအပြောင်းလဲကြီးကအင်မတန်လှပနေတာကိုတွေ့ရပါတယ်အာခတ်တက်တော်ဟာကျွန်တော်တို့လက်ရှိကြုံတွေ့နေရတဲ့အာဏာပိုင်အရှိတရားဖြစ်ပါတယ်လို့လည်းကုလသမဂ္ဂအထွေထွေအတွင်းမှုချက်ကပြောကြားလိုက်သူဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းအာခတ်တက်တော်နဲ့ဆက်ဆံရေးကောင်းမှုနေကြောင်းပူးပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်းဒီသိရပါတယ်ဆိုတော့ငါတို့ရဲ့ခေါင်းဆောင်တွေပေါ်ထွက်လာနေပြီဘုချုပ်ထွန်းမြတ်နိုင်ဘုချုပ်ကွမ်မို့အစရှိတဲ့တိုင်းသားခေါင်းဆောင်တွေဟာတိုင်းပြည်ကိုဥဆောင်နိုင်စွမ်းရှိတဲ့ national leader တွေအဖြစ်ကိုတရွေ့တက်လန်းလာပြီးပြည်သူလူထုနှလုံးသားကိုစုပ်ကိုင်ထားနိုင်နေပြီဆိုတာကိုအရေးချင်းတွေလုပ်ရည်ကိုင်ရည်တွေလက်တွေ့ဖြစ်ရတွေကပြသနေတော့ကငါကောင်တို့တွဲတိုင်းမှာစက်ကောင်းပါမနေကြပါနဲ့တော့စက်ကောင်းတစ်ခုရဲ့နောက်ကိုငါတို့တွဲတွေအားလုံးညညာလိုက်တဲ့မှာလိုက်ချင်နေပါဖယိုဘေးရဲ့ဗျံပဒါနဲ့တူတူလူငါတမင်းအခြေအနေတွေကိုအဆုံးတက်ပြီးတဦးနဲ့တူလက်ညှိုးတို့အပြစ်တင်အပုတ်ချတာတွေကိုရက်တန်းကရက်ပြီးလုံနေတဲ့လူတွေကိုပြောတာဖြစ်ပါတယ်ငါတို့တွဲတိုင်းမှာစက်ကောင်းမပါကြတော့ပဲစက်ကောင်းကြီးတစ်ခုရဲ့ဥဆောင်ရနောက်ကိုလိုက်ပါပြီးတာဝန်ကျေပြွန်စွာထမ်းရွက်စီမံခန့်ခွဲသူကစီမံခန့်ခွဲဥဆောင်သူကဥဆောင်အစင်စင်သောခေါင်းဆောင်မှုပုံစံတွေနဲ့တော်လှန်ရေးကိုရှေ့တလန်းတိုးပြီးအောင်ပွဲကိုရယူကြရမယ်အချိန်ဖြစ်ပါတယ်။ဘာကြောင့်ဒီစကားကိုလူမြတ်ကျော်မင်းကပြောနေလဲဆိုတော့နေပြည်တော်ကိုကြည့်ကြရအောင်။နေပြည်တော်မှာစကခ6အကြောက်ကြီးကြောက်ပြီး
ဘန်ကာရီတရဇက်စောင့်နေပါတယ်စကက6ကိုဝိုင်းရင်ထားတဲ့အကာကင်းတက်တွေကခမရ413နဲ့414ဖြစ်ပါတယ်စစ်ရုံးချုပ်ကိုအဓိကတာဝန်ယူပေးနေတာစကက6ဟော်ဝီဇာတွေအမြောက်တွေတင်ကားတွေတန်ချက်ကားတွေလေရင်တွေအားလုံးအသင့်ပြင်ထားရတဲ့အခြေအနေပါဘာဖြစ်လို့လဲကြောက်နေလို့မကြောက်ရင်စောက်ယူမဆိုင်ပဲဒီတိုင်းနေလိုက်ပါလားနေပြီးတော့မကြမချင်းငါတို့နိုင်တယ်ဆိုတဲ့ကောင်တွေဘာလို့ဘန်ကာရီစောက်နေကြတာဘာလို့ညောင်ကြိုးကထွက်ပြေးကြတာလဲအိုနာကျုပ်ပြက်အိုနာကြိုးကန်အတူအပြက်ယာနဲ့ချီတဲ့သူတွေညောင်ကြိုးမှာဘသူလာကုပေးတယ်လေလက်ရှိအရှင်ဖမ်းမိအသေးဖမ်းမိတွေမချင်ညာသေးဘူးညောင်ကြိုးသတင်းကိုထပ်ပြောမယ်အဲ့ဒီတော့စကခ6ကဒီနေ့နောက်ဆုံးရရှိတဲ့သတင်းများရ43အသင့်ပြင်ထားပြီးတပ်ပတ်ချလဲမှာလေညတူးဆက်တွေကလော်ဆက်တွေနဲ့အကြောက်ကြီးကြောက်ဘန်ကားတွေစောက်ကရုတ်ချင်းတွေတူးနေတာကိုတွေ့ရပါတယ်ခမရ413နဲ့ခမရ414သူတို့နဲ့ဆက်ပြီးတော့စကခ6နဲ့နေပြီးတော့စေယုံတို့ကိုအဓိကလုံခြုံရေးပေးနေတဲ့တပ်တွေဟာအကြီးကျယ်ခံစစ်ပြင်ဆင်နေရတဲ့အခြေအနေမျိုးမှာငါတို့ထုတ်လိုက်ဘယ်တိရောက်ပြီလဲသိပြီလားရောအဲ့တော့နောက်တစ်ခုကအဲ့ဒီစကက6ကတက်မှမှုတွေ viewer မှုတွေပုံးဖို့အတွက်ပါကိုကဲဘန်ကစောက်နေရတဲ့အခြေအနေပါတွေးကြည့်ရင်အ6တက်လေမြန်နဲ့ဘုံကျဲဖို့လောက်သာတက်တဲ့အ6တက်ညီပြီးမှရင်ဆိုင်တွေ့ရင်ခွေးပြေးပြီးအတူအပြက်နဲ့မတာပေါ်တဲ့အ6တက်တတိရှိရင်ကွင်းလေပြင်းမှာပစိုးတကွင်းထဲမှာ2ယောက်ဆိုင်ပြီးမင်းတို့ကနှစ်ဖူးချင်းတစ်ပြည့်ရတဲ့တတိငါတို့တော်လည်းတက်တွေမှာအပြည့်ရှိတယ်ရဲရင်ထွက်ခဲ့ရောက်တယ်ခွေးစပ်မခင်းနဲ့ပြည်သူကိုမယုံပါနဲ့အပြစ်မဲ့ပြည်သူလူထုကိုတစားကမလုံးနဲ့လူသားတိုင်းမလုံးနဲ့ဒုက္ခမပေးနဲ့ရှောက်ကြားတွေမှန်ရင်မင်းတို့တွေကဘိုးချုပ်ကြီးဘိုးချုပ်မူကြီးကစတတ်မှာဘူးပြူအောင်မူဘာကောင်းမစိုးငါတို့တော်လိုင်းတက်ကရဲဘော်တွေကပစိုးတကွင်းထဲမှာ2ယောက်စုပ်ပြီးတယောက်နှစ်ဖူးတယောက်တစ်ပြည့်ရဲလောက်တဲ့တတိမျိုးနဲ့မင်းတို့ကိုလက်ခမောင်းခတ်ပြီးရင်ဆိုင်နေတာဖြစ်တယ်ရဲရင်ထွက်ခဲ့အဲ့တော့စကက6ဟာကျွန်တော်တို့စရင်တို့လာပါတယ်နိုင်ငံရေးကျင်းသားတွေဒေါန်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်ကိုတို့ကိုဖမ်းတဲ့ထဲမှာပါနိုင်တဲ့ကောင်းတယ်စစ်ကြောရေးလုပ်တဲ့ထဲမှာပါနိုင်တဲ့ကောင်းတယ်အနီးဆက်ဆုံးဒေါန်ဆန်းစုကြည်ရဲ့တပ်တော်ဆောက်မတ်ချယ်ရီလူတွေနာမည်တော်မိသူ့ကိုစစ်ကြောရေးလုပ်တာလဲစကက6မှာလို့သိရပါတယ်စကက6နဲ့အနီးတစ်ဝိုက်တက်ဒီမှာအဓိကတော့စကက6ပါဂျမ်မာ international တုံးတဲ့ဂျမ်မာကြီး3လုံးရှိပြီးအဲ့ဂျမ်မာတွေဖွင့်လိုက်ရင် TV လိုင်းတွေပါပြတ်တောက်တဲ့အထိကိုကြောက်လန့်ပြီးအစင်စင်ခံစစ်ပြင်းနေပါတယ်အနောက်ဘက်ရှေ့ဘက်တွေကိုတခါတလေလက်နက်ကြီးတွေနဲ့ဟိုပြစ်တီးပြီးတောင်ပြစ်မြောက်ပြစ်လုံးနေတာကိုငါတို့မသိမထင်နဲ့အဲ့ဒီတော့မင်းအောင်ရဲ့အိမ်တော်တွေကိုကြည့်ရအောင်မင်းအောင်အိမ်တော်ထဲမှာလုံခြုံရေးဘယ်လောက်ချတာလဲဆိုတော့ဘန်ကာ9လုံးအခိုင်မှာစောက်ထားတယ်။ပြီးတော့စစ်တိုင်းရုံးစစ်ရေးဌာနစခန်းရုံးတိုင်းဦးစစ်ဦးစီးချုပ်ရုံးဒီဟာတွေဟာနေပြီးတော့မင်းအောင်အိမ်နဲ့လက်ရှိစစ်တိုင်းရုံးစစ်ရေးဌာနစခန်းရုံးတိုင်းစစ်ဦးစီးချုပ်ရုံးတွေဟာဥပ္ပါတဏိကဇေဒီရွှေကုံပုံလူဇေဒီနဲ့မလန်းမကမ်းမှာရှိဇေယုံချုပ်ကြီးတဲ့ဇေယုံချုပ်ရဲ့ကကြီးလို့ပဲပြောမလားဇေယုံချုပ်ကြီးလို့ပဲခေါ်မလားစီမံဌာနဟာနေပြီးတော့ခံစစ်ကိုအကြီးကျယ်ပြင်ဆင်ပြီဆိုတဲ့အကြောင်းငါတို့သိနေရအဲ့တော့စကက6ရဲ့စစ်စင်ရေးကုတ်ကဲမှုကိုကြည့်ရရင်လေ့လာကြည့်စေဦးဒီဘုံမှုချုပ်တာဝန်မှာပူတဲ့တာဝန်ထမ်းဆောင်ရတဲ့ဘုံမှုချုပ်ဇေယဝင်း DSC 43ဒီကောင်တာဝန်ယူလာတယ်မင်းနေပြီးတော့လက်နက်ချလို့ပြောတဲ့ချိန်မှာမချရင်ဇေယဝင်းဆိုတဲ့ကောင်ရဲ့တဆွေလုံးတစ်မျိုးလုံးတကောင်မှမထားဘူး
ဆိုတော့ဒီအချိန်นี้နေပြည်တော်ကန်စစ်ပြည်နေကြရပြီတစ်ဖက်မှာညောင်ကျိုးသတင်းကိုကြည့်အောင်ခုနအာရကတတ်တော်အေးနဲ့အာရကတတ်တော်အေးနဲ့ကုလသမဂ္ဂအထွေတွင်းမှုချုပ်ကတွဲဆုံလူကြောင်းကမ်းလှမ်းမှုသတင်းစကားဟာအမတန်နှစ်ထောင်အားရဝမ်းသာစရာဖြစ်ပြီးဘုချုပ်ထုံးမြတ်နိုင်အာရကတတ်တော်အေးအတွက်ဂုံယူဝမ်းမြောက်စရာဂုံယူဝမ်းမြောက်ကြောင်းဒီနေရာကနေပြည်သူလူထုနဲ့အတူပြောကြားလိုပြီးနောက်တစ်ချက်ကအာရကတတ်တော်ရဲ့အဓိကထိုးစစ်ဆင်နေတဲ့ညောင်ကျိုးညောင်ချီတော့ကိုကြည့်အောင်ညောင်ချီတော့ဒီဝင်ရောက်ပြီးကာကင်းတွေကိုသိမ်းနေပြီလို့လည်းကြားရပေမဲ့စင်လန်ကစမ်းပလက်ညောင်ချီတော့ချောင်းတရားကိုဖျက်လေသာတောင်ပေါ်ကကပ္ပစ6အလဲပဟုအဖြောက်တိုင်း10မိုင်ပဲဝေးတဲ့အခြေအနေအဲ့တော့တတ်တော်တို့ကြီးလေသာတောင်ပေါ်တက်ပြီးကပ္ပစ6ကိုအလဲပူတက်တဲ့အမြောက်တကန်းกว่าရှိပါအဲ့တော့ညောင်ကျိုးညောင်ချီတောင်းနဲ့ပတ်သက်ပြီးတလှုပ်လို့တမြုံမြုံတငုံငုံနဲ့ကပ္ပစ6ကပ္ပစ5ကပ္ပစ9ကပ္ပစ16အုတ်ရှိပေစင်တဲ့တကြောလုံးတင်းပြေမပြီးအလံဖြူထောင်းမထောင်းရင်အာရကတတ်တော်အေးရလောက်ရင်ရှင်းတယ်ပြောရင်ပြတ်တယ်တပ်ပေါင်းစုတွေဟာအာရကတတ်တော်အေးရဲ့ရင်ဝင်ကပေါက်ဖွာလာတဲ့တတ်တော်တွေဖြစ်တယ်ရဲဝင်နဲ့ပြောင်မြောက်တယ်တတိရှိတယ်ပြတ်သားတယ်တော်လည်းဤသာဥထိပ်ပါစေမောင်းတော့နဲ့နေဘာမျိုးလဲတောင်ကုန်းမှာရှိတယ်ရခိုင်လူမျိုးဦးကြောက်တောင်လူမျိုးတော့မထားဘူးကြံတဲ့ကောင်ကတော့စရင်တဲ့ဝင်ရှိရှင်းတယ်အဲ့တော့ဒါရီယာကျွန်တော်တို့လိုအပ်လို့ကျွန်တော်ပြောပြတာဖြစ်ပါတယ်နောက်တစ်နေ့တစ်ခုရှိနေပါတယ်စကိုင်းအင်းတို့ကတာစစ်ကောင်စီရှင်နံဖြတ်တိုက်တာမတာပေါ်ပါတယ်စစ်ကောင်စီအလောင်းမတာပေါ်တာအယောက်40ပါအရှင်29ယောက်ဖမ်းမိထားပါတယ်ဒါနဲ့တစ်ဆက်ထဲမှာဒီသတင်းလေးကိုမပြောခင်ကျွန်တော်တို့သတိထားမိတာလေးတင်ပြချင်ပါတယ်။ဖက်စစ်တပ်ဟာရှမ်းမြောက်မှာ PNL ကိုဖိအားပေးပြီးလေမြန်တဲ့ဘုံတရဇက်ကျဲနေတဲ့အချိန်တရုတ်ရဲ့ဖိအားကြောင့်ဆွေးနွေးမယ်ပြောပေမဲ့စစ်ကိုရက်စဲလို့စိတ်မရှိပဲအနိုင်တိုက်ဖို့စ조사နေတဲ့မင်းအောင်လှိုင်ရဲ့စစ်တပ်ရဲ့အခြေတစ်ဖက်မှာ PNL MNDAA အစရှိတဲ့တပ်တွေဟာတရုတ်ရဲ့ဖိအားကြောင့်စစ်ကိုတက်ပြီးချိန်ဆလောက်ကင်နေရတဲ့အခြေအနေမှာမိုးပြဲကိုထိုးစစ်ဆင်ပြီးတိုင်းသုံးတိုင်းစုံရဖြစ်တဲ့မကွေးတိုင်းစကိုင်းတိုင်းမန္